မင်္ဂလာပါညီကိုတို့ United ကမှာဇေဒန်ဆန်ချိုကိုခေါ်ယူဖို့နာပိုလီအသင်းသည်တဘောတူညီမှုတချို့ရရှိထားပြီးဖြစ်တယ်လို့သိရပါသည်ဆန်ချိုရဲ့ဘက်ကတော့ဂျပန်တဲ့အသင်းတက်ဆိုင်ရင်နာပိုလီကိုပို့ပြီးဦးစားပေးအနေနဲ့ပြောင်းရွှေ့ခြင်းနေပါတယ်ဂျူပီတင်အသင်းကနာပိုလီအသင်းကဇေဒန်ဆန်ချိုကိုစိတ်ဝင်စားနေပေမဲ့နာပိုလီနေနဲ့ပဲတဘောတူညီမှုတချို့ရရှိထားပြီးဖြစ်ပါတယ်United အသင်းတန်ပေါင်25တန်ဝန်းကျင်နဲ့ကနက်လန်ရဲ့အပြောင်းအရွှေ့ဖြစ်နိုင်ပြီးဇီဒန်ဆန်ချိုရဲ့လောက်ခလက်စာများပြမှုကြောင့်အီတလီစီးရီးကလပ်တွေပဲဆန်ချိုကိုခေါ်ယူဖို့စိတ်ဝင်စားမှုတွေရှိနေပြီးအခြားကလပ်တွေကတော့စိတ်ဝင်စားခြင်းမရှိပဲနာပိုလီနဲ့ပဲပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတချို့ရရှိထားပါတယ်။ဒါ့အပြင် United ကစားမဖြစ်သူအန်တိုနီဆန်တိုကိုကွန်ဘိုအသင်းပါဝင်အီတလီကလပ်တော်တော်များများကအန်တိုနီဆန်တိုကိုခေါ်ဖို့အတွက်ဆက်သွယ်မှုတွေရှိထားပြီးကစားမဖြစ်သူကတော့ရွေးရဘက်တက်ကိုပဲပြောင်းမှုဦးစားပေးအနေနဲ့စဉ်းစားနေတယ်လို့သိရပါတယ်။ United နီးပြအမ်မိုနီနဲ့တဲ့နေရာများတော့တဲ့အန်တိုနီဆန်တိုကို United ဘက်ကအပြီးတဲ့ရောင်းချခြင်းနေပဲရွေးရဘက်တက်ကတော့ပြောင်းရွှေ့ကြီးပေါင်း35တန်မသုံးခြင်းပဲကစားသမားဘက်ကလောကလာတာရှုပ်ယူရင်တောင် United လူချင်းတဲ့ပြောင်းရွှေ့ရေးကိုရွေးရဘက်တက်ကပေးခြင်းနဲ့အခြေအနေမှာရှိမနေပါဘူး။အန်တိုနီဆန်တိုနဲ့ပတ်သက်ပြီးအီတလီကလပ်တွေရဲ့စိတ်ဝင်စားမှုတွေရှိနေပြီးလက်ရှိမှာစုံစမ်းထားတဲ့အသင်းတွေလည်းရှိလာနေပြီဖြစ်ပါတယ်။ဒါ့အပြင်ပေါင်တန်း30ဝန်းကျင်နဲ့ United တန်ပြောင်းရွှေ့ခြင်းနေတဲ့မာတီနက်ကို United အနေနဲ့သူ့ရဲ့ကိုယ်သမားအိုနာနာကအသင်းကထွက်ကမှသာအပြောင်းအရွှေ့ဖြစ်နိုင်ဝင်ရှိပါတယ်။မူနာကိုဘက်ကလည်းကိုယ်သမားတိတ်ရှောက်ဖွင့်နေပေမဲ့အိုနာနာကိုခေါ်ယူရင်ကျုပ်ဖက်မှုမရှိသေးဘူးလို့သိရပါတယ်။